အားလုံးပဲမင်္ဂလာပါခင်ဗျာရီဒါကော channel နေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကတောင်ပိုင်းကြီးပြီးတော့အပြစ်ဒဏ်နဲ့တောနှစ်ထဲကဂမ်ဘီယာရွာအပိုင်းနဲ့စက်သိမ်ဘက်ကိုဖတ်ပြပေးခြင်းပါတယ်ခင်ဗျာကျွန်တော် channel လေးကို like subscribe လုပ်ပေးဖို့လဲတောင်းဆိုခြင်းပါတယ်ခင်ဗျာအပိုင်းတဲ့ကိုအရင်နားထောင်ပြီးအပိုင်းနဲ့ကိုနားထောင်ပေးဖို့မျှော်လင့်ပါတယ်ခင်ဗျာအချိန်ကတဖြည်းဖြည်းကုန်မမသိကုန်လွန်ခဲ့ပြီဖြစ်တယ်။အနောက်ဘက်တွင်မေးတင်နေသောနေလုံးကြီးသည်ဝင်သွားပြီးဖြစ်လေရာမောင်ချီပင်တန်းလာခဲ့သည်။ယခုချိန်ထိအကူအညီတောင်းရမဲ့သူတယောက်မှရောက်လာခြင်းမရှိပေ။ဒီပုံအတိုင်းသာဆိုရင်ဒီနေ့ညအဖို့တက်ငုတ်ကြီးပေါ်တွင်ငုတ်တုတ်ထိုင်းရင်ကုံဆုံးဖို့ရရှိတော့တယ်။အဲ့လေလဲမဖြစ်အိပ်ပျော်သွား၍တက်ငုတ်ကြီးပေါ်မှပြုတ်ကျသွားပါကအောက်တွင်အသက်ပြောက်သွားနိုင်သည်ဦးထွန်းမယ်တယောက်တက်ငုတ်သူကြီးပေါ်တွင်စိတ်ပြက်လက်ပြက်ထိုင်နေမိတယ်တနေ့ကိုရေမတော့ရ၍ရေအလောစားနေပြီပိုက်မှလည်းတချို့ကျုပ်မြည်၍ပင်နေလေတယ်တောတောင်ထဲတွင်အမောင်ရိပ်တို့တန်းလာသည်နှင့်အမျှမြင်ချင်များကလည်းတကူလုံးပူထွန်းနေအောင်ဝိုင်းဝန်းကြိုက်ကြတယ်ဦးထွန်းမြိုင်လည်းမင်းချင်များကိုရိုက်ပုတ်ထုတ်ရင်တက်ငုံကြီးပေါ်တွင်မငိုင်မိရလေအောင်တညလုံးတတိထားနေရတယ်။မိုးလင်းလျင်တောတောင်ထဲသို့တက်လာမည်လူတန်အောင်နားထောင်ရမယ်။လူတန်ကြားပါကအော်ဟင်းအကူအညီတောင်းရပေလိမ့်မယ်။အကယ်၍ကူညီမဲ့သူတယောက်မှရောက်မလာပါကဘယ်နည်းကြအောင်ဒီတက်ငုံတူကြီးပေါ်တွင်နေနေရမည်အဖြစ်ကိုဦးထွန်းမြတ်တယောက်မတွေးတော့ပြီ။ဦးထွန်းမြတ်တယောက်တက်ငုံတူကြီးပေါ်တွင်ထိုင်နေရင်မိမိအဖြစ်ကိုမိမိပြန်လည်ဆက်စစ်ကြည့်မိလေသည်သူရခင်ကလည်းတပ်ပင်ကြီးများကိုယူကကတို့ညမ်းစီ၍ကုတ်ခဲ့ဘူးသည့်အချိန်ပေါင်းလဲမနှဲတော့ပေယခုလိုမျိုးတစ်ချိန်တစ်ခါမှဖြစ်ခဲ့ဘူးခြင်းမရှိပေဦးထွန်းမြိုင်တဖြည်းဖြည်းပြန်လည်တွေးတောနေမိရင်မှသူအဖြစ်ရဲ့ပဂတိအကြောင်းအမှန်တရားကိုအကြောင်းအရာအမှန်တရားကိုသိရလေတယ်အဲ့ဒါငါအမှားပဲတော်တင်ခဲ့စဉ်ကပန်းတင်စခန်းမှာပန်းတင်ပြီးတောင်ပိုင်းကြီးတွေကိုမပူဇော်မိတာငါမှာပဲဒါကြောင့်အခုလိုဒုက္ခဒုက္ခနဲ့ကြုံရပါခေါ်လားဟုစိတ်ထဲတွေးမိပြီးတောပိုင်တောင်ပိုင်ကြီးမြောက်ရီမန်းကတောင်းပန်မိလေတယ်တောတခွင်တောင်တခွင်အစုရတဲ့တောင်ပိုင်ကြီးကဗျာကျုပ်ရဲ့မိုင်မဲကိုခွတ်လို့ပါနောက်ဒီလိုပေါ့ရုံမျိုးမဖြစ်စေရပါဘူးကျုပ်တမင်ရည်ရွယ်ပြီးလုတ်ခဲ့တာလည်းမဟုတ်ပါဘူးဗျာတောင်ပိုင်ကြီးပေးတဲ့အပြစ်ကိုလည်းကျုပ်နောက်ရရနေပါပြီကျုပ်ကိုဒီအဖြစ်ကနေလွန်မြောက်အောင်မဆပေးတော်မူပါတောင်ပိုင်ကြီးခင်ဗျာထို့သောတောင်ပိုင်ကြီးအားတောင်းပန်နေစဉ်အပေါ်ဘက်မှစော့လန်ရှိမှခွေးဟောင်တန်လူတန်ကြားလိုက်ရလေတယ်ထိုကဥထွန်းမြိုင်လည်းအလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီကယ်ကြပါခင်ဗျာကျွန်တော်တငုတ်ကြီးတုံကြီးပေါ်ကနေအောက်ကိုမဆင်းနိုင်ပဲဖြစ်နေလို့ပါသူအော်ပြီးမကြခင်မှာပဲတောင်ပေါ်တော့တက်လာတော့လူတယောက်ရှိလာ၍ဝလုံးထောက်ပေးခဲ့တဲ့ဖြစ်ဥထုံးမြိုင်အောက်သို့ဆက်နိုင်ခဲ့လေသည်အောက်သို့ရောက်တော့အခါမောင်မင်းကြီးသာကဲပြီလို့သာပဲကဲမဲ့လူသာမတွေ့ခဲ့နောက်ထပ်ဘယ်နှစ်ရက်လောက်တက်ငုတ်တူကြီးပေါ်မှာထိုင်နေရမလဲမသိနိုင်တော့ပါဘူးဗျာကျေးဇူးတင်လိုက်တာကိုလူရဲ့ဟုသူ့အားကဲပြီးတော့သူအားကျေးဇူးတင်တကားဆိုလေရာထို့သူကခင်ဗျားဒုက္ခလည်းမသေးပါလားဗျို့ကျုပ်ကလည်းပြဖို့တောတက်လာတာနဲ့ခင်ဗျားအကူညီတောင်းတဲ့အတန်ကြားလိုက်လို့ကူညီခွင့်ရသွားတာဗျဟုတ်ပြန်ပြောလေတယ်ထို့နောက်ဦးထွန်းမြိုင်လည်းထိုသူအားနှုတ်ဆက်လိုက်ပြီးရဲတင်းကိုထန်းကရွာစီတို့တုတ်ချင်သိ၍ပြန်လာခဲ့လေတယ်အပြန်လဲတဆောက်တောထဲတောင်ထဲတို့ရောက်လျင်ပြုမှုနေကြဖြစ်တော့ပန်းတင်ပြီးပူဇော်မှုကိုအမှုမဲ့အမက်မဲ့သဘောထားကတောပိုင်တောင်ပိုင်များကိုမခန့်လေစာလုံမိခဲ့တယ်လို့ဖြစ်တဲ့အတွက်တန်ဟက်ခံရတာဖြစ်မျိုးစိတ်ထဲတွင်နောင်ရရသွားတွေးနေတယ်အိမ်တို့ပြန်တော့ကဇနီးဖြစ်သူမဝါတော်တယောက်အိတ်ရှိကိုဖြစ်ပေါ်တဲ့မျက်နှာမသားမယာဖြစ်စိတ်ပြက်လက်ပြက်ထိုင်နေသည်ကိုတွေ့ရတယ်။ဦးထွန်းမြရဲ့ရေရင်ကြီးကိုထမ်းပြီးခြိုင်ဝန်းတက်လို့ဝင်လာတဲ့အခါဝမ်းသာဟာတော့အမူအရာဖြင့်အမလီကိုထွန်းမြရဲ့ကြုံမှာတော့တော်တညလုံးပြန်မလာလို့စိတ်ပူလိုက်ဟာတာရွာတဲ့အကူကြီးကိုရွာတဲ့လူတွေကိုအကူကြီးတောင်းပြီးတော်တယ်လိုက်ရှာလည်းမတွေ့နဲ့မတေကောင်းမပြောက်ကောင်းဘလို့ဖျက်တာတော့ဟုတ်စီ၍မေးလျာ
ဦးထွန်းမြိုင်လည်းဇနီးဖြစ်သူအားအဖြစ်ဖြစ်မှန်သမျှကိုအဆဆုံးရှင်းပြပြောပြလေတယ်ထို့ကဒေါ်ဝါတို့လည်းဦးထွန်းမြိုင်ပြောသမျှကိုအဩစွာနားထောင်ရင်တော်သေးတာပေါ့ကိုထွန်းမြိုင်ရဲ့နောက်တော်ထဲသွားရင်တောပိုင်တောင်ပိုင်တွေကိုပူဇော်ပတ်တာဖို့မမိနဲ့ကြလားအေးပါမိမရာနောက်တစ်ခါဆိုဝူးဆိုင်ပြီးလှုပ်ပါတော့မယ်ကွာဟုပြန်ပြောလိုက်တယ်အနီးပါရှိအိမ်များမှာလူများကလည်းဦးထွန်းမြိုင်အားလာရောက်မေးကြစမ်းကြတဲ့ဖြစ်ထုံးနေဖို့အိမ်တွေလူစီကားလေတယ်နောက်နေ့တော့ရောက်တော့ခါမနေ့ကခုတ်လဲထားတော့ကငင်းပေကြီးအားကျွဲဖြစ်ဆွဲရန်ရိုးမထဲသို့တစ်ခေါက်ပြန်တက်ရလေတယ်ဒီတစ်ခေါက်တွင်တော့ဦးထွန်းမြိုင်တယောက်ပန်းတင်စကန်တို့ရောက်တည်တဲ့ပြိုင်နဲ့တောပိုင်တောင်ပိုင်ကြီးများအားပူဇော်ပတ်တရန်မမေ့မလျော့နေတော့ပဲပူဇော်ပတ်တာလေထို့နောက်ကငင်းတော်ရှိရာထိုးကြကြီးစကန်ရှိရာဘက်သို့တက်ခဲ့တဲ့ထို့နောက်ကငင်းပင်ကြီးကိုပန်း၍ရရှိသောတက်နံများကိုရွက်နှက်ခေါင်ဖြင့်စော့လန့်အတိုင်းဆွဲချလာပြီးတက်စကန်သို့ရောက်အောင်ပို့ဖေခဲ့လေနှစ်ရက်သုံးရက်လောက်လောက်ကင်ပြီးစီးလေတော့တက်စကန်အတွက်လိုအပ်သောတက်တန်ရည်အတွက်ရရှိပြီဖြစ်လေထို့ကြောင့်တက်စကန်မှပေးသောအဖိုးခေါင်ယူကပြန်လာခဲ့ပြီးအိမ်တွင်နားနေလေကျွမ်းနှက်ကောင်လည်းရွာမြောက်ဘက်ရှိချောင်းထဲတွင်ရေစိမ်စေပြီးတနေကုန်စကြစ်များတွင်လော်၍ကျောင်းကညနေမောင်ပြိုးချေရောက်မှကပြန်ကောက်လေတယ်။ဦးထွန်းမြတ်တယောက်ကျွဲကောက်ပြီးအပြန်လန်းတဲ့တငယ်ချင်းဖြစ်သူစေအောင်နဲ့တွေ့လေ။ဟာစေအောင်မင်းဘယ်တော့ရွာပြန်အောင်လဲကွာ။စေအောင်မင်းလည်းမျိုးတက်သွားတာကြာလိုက်တာကွာ။ဘယ်နဲ့လဲအဆင်ပြေခဲ့ရလဲကွာ။ဟုတ်နှုတ်ဆက်လိုက်လျာစေအောင်ကအေးအဆင်ပြေခဲ့တယ်ထွန်းမြတ်ရေအခုနာမှာပြန်ရောက်တာမင်းအိမ်တော်ရောက်ခဲ့သေးတယ်မင်းကကျွဲသွားကောက်တယ်ပြောလို့ဒီဘက်ထွက်လာခဲ့တာဟိုတစ်ခေါက်တောထဲမှာတက်ဆွဲတော့ကကန်ကောင်းလို့မသေးတာဆိုငါလည်းအိမ်ပြန်ရတော့ငါမိမပြောပြလို့သိရတာကွာအေးဟုတ်တယ်ငါကောင်ရေကန်ကောင်းလို့သာမသေးတာဒါနဲ့မင်းကအရေးကြီးတွေ့ချင်နေတာဘာကိစ္စရှိလို့တော့ကွာဦးထွန်းမြတ်ရဲ့အမေကိုတငယ်ချင်းဖြစ်သူဦးစင်အောင်ကစဉ်းစားရပြုလိုက်ပြီးမေအခုရင်ပိုင်အားရင်ငါတို့တောထဲကိုဝါးသွားခုံကြရအောင်ကွာငါအိမ်ကပဲညော့စင်လဲလုပ်ဖို့ဝါလို့နေလို့အဲ့ဒါမင်းနဲ့ငါနဲ့ရောက်အတူသွားကြမလားလို့မင်းလည်းမင်းအိမ်အတွက်လိုရမယ်ရခုပေါ့ကွာကောင်းပြီလေနှုံးတို့သူတွေအတူသွားကြတာပေါ့ကွာဦးထွန်းမြတ်တို့တငယ်ချင်းနှစ်ယောက်စကားတပြပြဖြစ်ရှောက်လာလေရမကြမီပဲအိမ်နာသို့ရောက်ရှိလာလေဦးထွန်းမြတ်နဲ့ဦးစိတ်အောင်တို့ရဲ့အိမ်မှာချီရင်ကောင်းရင်ဖြစ်လေတယ်စိန်အောင်မှာမိဘလက်ငုပ်လက်ရဲလေယာမြများရှိတဲ့ဖြစ်လဲလုံငန်းကိုလုတ်ကိုင်းတယ်ရလာတဲ့တီးနယ်တွေကိုမြို့ပေါ်တက်ရောင်းချအသက်ဝင်ဝမ်းကြောင်းပြုတယ်သူတို့ငယ်ချင်းတို့ဦးကငယ်ပေါင်းကြီးပေါ်များဖြစ်ကြပြီးအာလျော်စားတောပေါ်တောင်ပေါ်တက်ရင်ထင်းကုတ်ဝါခုံဆိုလေအတူတူအဖော်ဆက်ကသွားကြတယ်ဦးစိန်အောင်တယောက်အိမ်အတွက်လိုအပ်တော့ဝါခုံရအတွက်ထောမြိုင်အားအဖော်ဆက်ခြင်းဖြစ်တယ်နောက်တနေ့နည်းနည်းတော့ရောက်တော့အခါဦးထွန်းမြတ်တို့ငယ်ချင်းတို့ဦးအားဓာမကိုစီဖြစ်ထမင်းထုတ်ကိုစီဖြစ်ရုံမဘော်တို့ထင်းဝါခုတ်ရန်တက်ခဲလေတယ်လန်တဆောက်တွင်စိတ်တူကိုသူငယ်ချင်းတယောက်စကားတပြပြဖြစ်ဝေုံတော်ကြီးများပေါက်ရောက်နေတော့တွန်းဖက်သို့ခြေဆက်လာလေတယ်နှစ်ဦးသောဝေုံတော်ကြီးစီတို့ရောက်တော့အခါဝါမြောက်စတင်ခုန်ကြလေတယ်တောင်ပေါ်တို့ရောက်တော့အခါတနာရီခက်ကြာလောက်တီနဲ့ဝါမြအတော်တန်ခုံမိကြလေထိုအခါဦးစင်အောင်ကထုံးမြိုင်အားပြောလေတယ်ထုံးမြိုင်ရေမင်းဒီမှာဝါခုံပြီးနေခဲ့အောင်ငါတီတန်အောင်ကြားအနောက်ဘက်ကမုံကွင်းထိုးပင်သုံးပင်လောက်လမ်းကြုံတုံတွားတူးလိုက်အောင်မယ်ကွအဲ့နေပါအောင်ကွာခုလက်စားနဲ့ငါပြီးအောင်ခုတ်လိုက်အောင်မယ်ပြီးတော့မှအတူတူတွားကြတာပေါ့နောက်ပြီးဒီတောင်ပေါ်မှာလည်းမင်းနဲ့ငါနဲ့နှစ်ယောက်ပဲရှိတာတကယ်လို့အန်နဲ့တွေ့တာနှစ်ယောက်ဆိုတော့ပိုင်နိုင်ကောက်ွယ်နိုင်တာပေါ့ကွာဦးထွန်းမြိုင်ကသူ့အားစောက်ရင်ပြောလိုက်ပြီးဝါမြောက်ဆက်၍ခုတ်လဲနေလိုက်တယ်ကိစ္စမရှိပါဘူးကွာဒီနာလေးတွေမအောင်ငါအခုပဲပြန်လာမှာပါမင်းခုနေပြီငါ့ကိုစောက်ဟုတ်ပြီလားစိတ်အောင်တယောက်ပြောဆူဆူပဲစော့ထွက်သွားလေတယ်ထုံးမြိုင်လဲဘလို့မှတာများသည့်အဆုံးဒီနာဆိုတော့ဘာမှမဖြစ်တော့ပါဘူးလေဟုစိတ်ထဲတွင်တွေးလိုက်ပြီးလိုက်မသွားပဲဝါခုံ၍ကြံခဲ့လေတယ်သို့တော့ဦးစိတ်အောင်ထွက်သွားပြီးနာယီဝခတ်အကြာတွင်ကြောက်မက်တုံလို့ပဲကောင်းလာတော့
တော6တက်တွေကကဘာပြစ်တီလာစုညံ့ညံ့နဲ့အစမပြက်မြည်ဟီးလာတယ်မကြုံစဘူးထူးကဲလာသောအဖြစ်ကြောင့်ဦးထွန်းမြိုင်တယောက်တကူလုံးကြစ်တီတပြန်ပြန်ထားကလှုပ်ရွေသွားလေတယ်နှစ်ဦးသားတောတက်လာစဉ်ကပန်းတစ်စကန်တွင်တောပိုင်တောင်ပန်းကြီးမြောက်ကိုမမိမလျော့ပူဇော်ပသချင်းပြုခဲ့ပြီးဖြစ်လေတယ်ဆယ်မီနက်ခန့်ကြာသောအခါမှာစောစောကမြည်နေသောတော6တန်များရက်ဆဲသွားတယ်ဦးထွန်းမြိုင်ကတယောက်တည်းတက်တာသောတငယ်ချင်းဖြစ်သူဦးစိန်အောင်ကစိတ်ပူပန်းစပြုလာလေတယ်ခနာဟုပြောသွားတော့လေနိုင်ဝင်းပဲမကတော့ပဲထို့ကြောင့်ကြောက်စိတ်ကိုဖယ်ရှားပြီးအာတင်ကတငယ်ချင်းဖြစ်သူဦးစိန်အောင်နောက်သို့မန်းစား၍လိုက်ခဲ့လေတယ်ထောမြိုင်တယောက်နှုံးမှလည်းအချက်ပေတန်ပြူရင်တော်တိုး၍ဝင်ခဲ့လေရာ100နီးပါးပင်ကြာမြင့်လာတယ်တနာရီနီးပါးပင်ကြာမြင့်လာလေယခုချိန်ထိတငယ်ချင်းဖြစ်သူဦးစိန်အောင်ရဲ့ပြန်ထူးတယ်ကိုမကြားပဲထောမြိုင်လည်းတငယ်ချင်းဖြစ်သူအပေါ်ငကိုထက်ပဲပို၍စိတ်ပူသွားကစီတို့အစမပြတ်တော်တိုးဆောက်ဖေးမိလေထိုကမိမိသွားနေကြထိုနေရာမှုတ်တော့တောထဲရောက်ရှိပြီးဘယ်ရက်တို့သွားမိရအောင်မသိပဲတဝဲလက်လက်ဖြစ်နေလေတယ်တောင်ပေါ်တွန်းကြီးမြင့်မဲတဲ့တွင်ဦးစိန်အောင်တယောက်မျက်စိလည်းလမ်းမနေသည်မှာ3နာရီပင်ကြာနေခဲ့လေပြီအရက်စင်မြနာမြတ်မာဝေတီတော့တောင်တန်းကြီးဝေါ်ရလျက်ရှိလေတယ်အဆိုပါတောင်တန်းကြီးများရဲ့အောက်ခြေတွင်ယောက်ျားကြီး3ဘက်ခန့်ရှိသောအေယာမတက်ပင်ကြီးများကပင်ချင်းရွ၍တိတ်တဲ့ထူဆန်းစွာပေါက်ရောက်နေကြတယ်လူသွားလန်းဟူ၍ဖြောက်ဖြောက်ဖြူဖြူမရှိတောင်ကျောတခွင်လုံးကြောက်တော်ကြောက်ခဲများဝယုံကြီးများစူးကြုံကြီးများနှင့်လူတရက်ခတ်သာမြင့်မာလာသည့်မြင့်ပင်ရိုင်းကြီးများကဆုပ်ရှစ်ခတ်၍နေလေတယ်ဒီကြားထဲတွင်တက်ပင်ကြီးများပေါ်မှတွဲလောက်ကျနေသောလေပင်ကြီးများကလူကိုလာ၍ရပ်ပတ်ခြင်းနှင့်ဥထွန်းမြဲလက်ထဲတွင်အသက်ပါလာသောထင်းခုတ်ထားဖြင့်လေပင်တွေကိုဖျက်စူးကြုံတွေကိုဆင်းရင်ကမူးကထိုးဖြင့်တောတိုး၍တွားနေရလေအချိန်ကနေ့လယ်2နာရီခန့်ပင်ရှိနေပြီဖြစ်သည်ယခုချိန်ထိတငင်ချင်းဖြစ်သူစိန်အောင်အားမတွေ့ရသေးသလိုရွာသို့ပြန်ပြီးလမ်းစာကိုလည်းမတွေ့ရသေးပြီဒီအတိုင်းသာတဝဲလည်နဲ့နေဝင်သွားခဲ့လျင်တောကြီးမြင်မဲ့ထတဲ့သူ့တယောက်တည်းဖြစ်တော်မူကိုစိုးရိမ်စိတ်များလာလေသူနဲ့သူဝါခုံရံပါလာတော့တငင်ချင်းဖြစ်သူစိန်အောင်ကိုလည်းမကြာခဏဆိုသလိုအတန်ကုန်ဟဲ့၍အော်ဟက်လေတယ်စိန်အောင်ဟေးစိန်အောင်အမောရကောနဲ့မိတို့ပင်ခေါ်နေတော့လဲထူးခြားမှုမရှိပေမိမိခေါ်တဲ့နဲ့သူထက်သူပြန်လာတော့ပဲ့တင်တမ်းများတော့နားထဲတွင်အစမပြတ်ကြားလေတယ်ဦးစိန်အောင်နဲ့သူ့ရဲ့သမင်းထုံးမှလည်းစောစောကခုန်နေတော့ဝေယောအုပ်ထဲတွင်ကြံရစ်ခဲ့လေတယ်ဦးထွန်းမြတ်တယောက်သမင်းကလည်းစားရီကလည်းငှက်စစ်စစ်ဘာလို့ရမှန်းမကြံတတ်အောင်ပဲဖြစ်နေလေတယ်တကယ်တော့နည်းနည်းစောစောတည်းကထောမြိုင်နဲ့စေအောင်တို့တငင်ချင်း2ယောက်ကစိတ်တူကိုယ်တူတောင်ပေါ်သို့ဝါခုံရန်လာခဲ့ခြင်းဖြစ်တယ်။ဤကဲ့သို့ပဲသူတို့တငင်ချင်း2ယောက်မကြာခဏဆိုသလိုဤတောင်ပေါ်သို့ထင်းဝါလာခုံနေကြဖြစ်တယ်။ရခင်အခါများတွင်တစ်ချိန်တစ်ခါမျှဘာအန်ရရဲ့မှမတွေ့ခဲ့မကြုံခဲ့ရပြီ။ယခုတစ်ခေါက်တွင်မူစေအောင်ရဲ့ချီရှိမှုကြောင့်ယခုကဲ့သို့ဖြစ်ရခြင်းဖြစ်တယ်။ထောမြိုင်လဲနောက်ထပ်အော်ဟဲခေါ်ကြည့်တော့လဲအကြောင်းမတူထို့ကြောင့်ထင်းခုတ်တောင်းမကိုလက်ထဲတွင်ကြက်ကြက်ပါအောင်ဆုပ်ကန်ရင်ဦးစိန်အောင်ကိုဇွဲကြီးနှပဲကြီးဖြင့်တိုးတူးဆောက်ဖွေရင်မျက်စိလဲလမ်းမသွားခဲ့ရခြင်းဖြစ်တဲ့အတန်ကြတော့ဦးထွန်းမြိုင်လဲမောပန်းလာတစ်ဖြစ်တငယ်ချင်းဖြစ်သူစိန်အောင်ကြောင့်တွေ့ရင်စိတ်မောလူပန်းနဲ့တစ်ပင်ကြီးတစ်ပင်အောက်တွင်ထိုင်ချလိုက်လေထို့နောက်ကြောက်ကြောက်လက်လက်နဲ့မိမိရွတ်နေကြဖြစ်သောဂါထာတစ်ပုဒ်ကိုရွတ်ဖတ်နေမိလေတယ်ထို့သောရွတ်ဖတ်နေကတောတိုးလန့်လျှောက်လာသည့်ပင်ပန်းမှုတို့ကြောင့်ဦးထွန်းမြိုင်မှာမေးကနေအိပ်ပျော်သွားလေတယ်အချိန်မြင့်မြတ်ကြောင်အိပ်ပျော်သွားသည်မသိစေးပြစ်သောချွေးနဲ့ဖုံမုတ်တို့ပေါင်းဆက်ကညက်ပေလူနေသောဦးထွန်းမြိုင်တကူလုံးတစုံတယောက်ကညင်ညင်တတလုတ်၍ခေါ်လိုက်မှသူအိပ်ရာမှနိုးလာခဲ့လေတယ်အလက်တကြအိပ်ရာမှထပြီးကြည့်လိုက်မိတော့ကအသက်60ခန့်အသားပြူပြူထော်ထော်မောင်မောင်နဲ့ဥပတိယုတ်ခက်ညာလာတော့လူတယောက်တွေ့လိုက်ရတယ်ဟေးခင်ဗျားမသူလေအာမေဒိတ်တန်နဲ့သူထောမြိုင်
အထက်ထက်ငုံနဲ့မေးလိုက်မိတယ်ထိုအခါလူစိတ်ကတင်းငိမ့်အေးရှိစွာပြုံး၍ပြောလေတယ်ကျုပ်ကရန်သူမဟုတ်ပါဘူးခင်များနဲ့အတူထင်းခုတ်လိုက်လာတဲ့ခင်များတငယ်ချင်းကိုစင်အောင်ကခင်များကိုခေါ်ပေးပါဆိုလို့ကျုပ်လာခေါ်တာပါမိတ်ဆွေထို့တို့ပြောလိုက်လေရာထောမြိုင်လဲအလောအပ်သွားပြီဗျာစင်အောင်ခေါ်ခိုင်းလို့ဟုတ်လားဗျဟုတ်တယ်ဒါဆိုသူခုပဲမလဲကိုစိန်အောင်ကျုပ်အိမ်မှာရောက်နေပါတယ်အော်ဟုတ်လားကျေးဇူးတင်ပါတယ်ကိုရဒါဆိုကျုပ်သူနဲ့တွေ့ချင်တယ်ကျုပ်ကိုသူ့စီခေါ်သွားပေးပါဗျာလူစိန်ကခေါင်းချိတ်လိုက်ပြီးဆက်ပြောပြန်တယ်လာပါလိုက်ခဲ့ပါကျုပ်ခေါ်သွားပေးပါမယ်ကျုပ်နာမည်လဲမှတ်ထားအောင်ကိုတောင်းလိုက်လို့ခေါ်တယ်ဗျမှတ်ထားအောင်နော်ဟုတ်ကဲ့ကျုပ်နာမည်ကတော့ထောမြိုင်လို့ခေါ်ပါတယ်ဗျအပြန်လန်မိတ်ဆက်စကားပြောဆိုကြပြီးနောက်ကိုတောင်းလိုက်ဆိုသူရဲ့ခေါ်ရတော့ထောမြိုင်လိုက်သွားခဲ့လေတယ်စိတ်ထဲတွင်လဲဖြစ်ချင်ရာဖြစ်သောဟူသောသဘောပိုက်ကတောင်းလိုက်ရဲ့နောက်သို့ယုံတဝက်မယုံတဝက်ပြည့်အရဲစောကလိုက်သွားခြင်းဖြစ်တယ်တောင်းလိုက်ရဲ့ခက်ညာလာသောဥပဒေယုံနှင့်ကြီးညိုလေးစားပဲကောင်းလာသောဟန်ပန်အမူအရာတို့ကြည်ကျင်အဖြစ်လူလေတယောက်မှမှန်ထောမြိုင်ရိပ်မိတယ်ကိုတောင်းလိုက်ပြောသလိုစိန်အောင်ကတွေ့လို့တွေ့ညာလိုက်ခဲ့ခြင်းဖြစ်လေတယ်နှုတ်ဦးသာနိုင်ဝက်ခန့်အတော်ကြာလျှောက်လာမိတော့ခါတောင်တိုင်းကြီးများရဲ့အလဲချက်ဝံကြီးတဲ့တွင်ရှိနေသောအင်ချီ30ခန့်နဲ့တည်ထားသောစော့ပြက်ကြည်နူးပဲကောင်းလာတဲ့ရွာကလေးတစ်ယောက်တွေ့မြင်လိုက်ရတယ်ထို့သောဖြင့်နှုတ်ဦးသာရွာထဲဝင်လာခဲ့ကြတဲ့တရွာလုံးရှိအိမ်များအလုံးမှာခန့်ညာထဲဝလာသောအိမ်ကြီးအိမ်ကောင်းတွေကြီးဖြစ်နေတယ်တချင်းဆိုတဲ့မောင်းထောင်းတံမြောက်လည်းစိတ်ကြည်နူးဖွယ်ရာကြားနေရလေတယ်ထူးဆန်းဒီမှာရွာလေလမ်းမပေါ်တွင်တွာလာနေကြသောအမျိုးသမီးအမျိုးသားများအားလုံးစိတ်ခက်နန်းဆန်လာသောပိုးဖက်ကတိပဝတ်ဆောင်များဝတ်စင်ကအားလုံးလူချောလူလာများဖြစ်နေတယ်ထို့များမကလူတိုင်းကိုစီတွင်ဆွေးတွဲလဲငွေတွဲလဲဝတ်စင်ထားလာတယ်ပို၍ထူးဆန်းဒီမှာဤရွာကလေးတဲ့သို့ထုံးမြတ်ချေချမိတည်နေတဲ့ပြိုင်နဲ့ခန္ဓာကိုယ်တွင်ဖြစ်ပေါ်လာသောအမောအနှံ့များစိတ်ထဲမှအပူပင်သောကောက်တများတို့သည်ရုပ်ချီပြောင်းခဲ့သွားပြီးကိုစိတ်နှပါချမ်းမြေလာဒီရွာကလေးကိုရောက်လာတာငါစိတ်တွေရင်အားနဲ့မတူချမ်းမြေနေပါရောလားဧကန်ကတောနဲ့ကံမီယာရွာကလေးတရွာပဲငါရောက်နေတာများလားထုံးမြတ်တယောက်စိတ်ထဲနဲ့တွေးမိတယ်သူနဲ့ပဲနှစ်ဦးသားရွာလေပိုင်းကျေဝသောခြံကြီးတစ်ချံနဲ့ခဏထဝလာသောအိမ်ကြီးတအိမ်ရှိသို့ရောက်လာကြတယ်ရှေ့မှသွားနေသောကိုတောင်းလိုက်ရနောက်ကိုလက်ကပြောတယ်လာထုံးမြိုင်ဒါကျုပ်အိမ်ပဲအိမ်ထဲမှာခင်ဗျားတငယ်ချင်းစိတ်အောင်ရှိရဲ့ဗျဟုတ်ကဲ့အိမ်ရှင်တောင်းလိုက်ရပြောပြောဆိုနဲ့ခြံထဲသို့ရှေ့မှဥဆောင်၍ဝင်သွားတယ်ထုံးမြိုင်လဲနောက်မှမော့မရဲနဲ့ထက်ချက်မကွာလိုက်ပါသွားလေတယ်အိမ်ကြီးရဲ့အပေါ်ဝါသို့ရောက်တည်တဲ့ဒီတိုင်းနဲ့တငယ်ချင်းဖြစ်သူစိတ်အောင်ကကြပြကြရပြည့်စင်လာပြီးဝမ်းသာအားရစီးကျူနှုတ်ဆက်တယ်စိန်အောင်ရဲ့မျက်နှာတွင်ဆွေလန်းတက်ကြောက်မှုများအပြည့်အဝမြင်လိုက်ရပြီးရုပ်ကြီးကလည်းရခင်အားတပင်ပို၍နှုလာသည်ဟုထင်မိလေတယ်။အိမ်ကြီးရဲ့အခန်းထိုင်ကုန်များတွင်ထိုင်ကြလေတယ်။ထုံးမြိုင်နဲ့စိန်အောင်တို့တငယ်ချင်းနဲ့ဦးမှာသူတို့ကြုံခဲ့တဲ့အကြောင်းလည်းပြောပြကိုကြုံတွေ့ခဲ့တဲ့ဖြစ်ဖြစ်လည်းပြောပြနဲ့စကားသံများလိုင်းနေတယ်။အိမ်ရှင်ကိုတောင်းကတော့ဘာတကောမှဝင်ပြောပဲသူတို့တို့ဦးတောင်းပြုံပြုံကြီးငေးကြည့်နေလေတယ်။စိန်အောင်ကဒီရွာကလေးရဲ့သို့သူရောက်ရှိလာပုံကိုပြောပြလေတယ်။ငါငမုံခွင်းထိုးမိန်တွေကိုတူးနေတော့ကိုကြီးတကူတဲ့အလော်ကြီးမားတဲ့ငွေကြီးတစ်ပေါင်ငါ့ကိုထွက်လိုက်တော့တာငါလဲကြောက်အားလက်အားနဲ့ချီဦးတရားစွတ်ပြီးဒီရောက်လာခဲ့တော့တာပဲကွရွာထဲရောက်လို့နောက်ဖက်လက်ကြည့်တော့စောစောကငါနောက်ကိုလိုက်နေတဲ့ငွေကြီးကထူးထူးဆန်းဆန်းလုံးဝပျောက်ကွယ်သွားတယ်ကွဒါနဲ့မင်းအခုလာခေါ်တဲ့ကိုတောင်းလိုက်ရငေါ့ကဲထားလိုက်တာပဲထုံးမြန်ရအေးကွာစိတ်အောင်ရဘာပဲပြောဒုံးနှစ်ယောက်အသက်မသေးပဲကဲပဲသူနဲ့တွေ့ရတာကံကောင်းတယ်လို့ပဲပြောမှာပဲကွသူတို့နှစ်ယောက်စကားပြောနေချိန်အိမ်ရှင်ကိုတောင်းလိုက်ရစနီးကမပြောသည်တနက်သည်ပဲကျော်တို့ကိုလာရောက်ချကျွေးလေတယ်ထိုခိုင်းပါပဲပြ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 အယောင်များတောက်ပနေသောမန်များဖြင့်မုံမှန်တိဆောက်ထားသည့်ဖျားခန့်ထဲမှအသက်80ခန့်ဝတ်ဖြူစင်ကြယ်ဝတ်ထားသောစတုံးကြီးနှင့်အဖိုးအိုတို့ထွက်လာလေတယ်ဖိုးအိုရဲ့မျက်နှာတွင်
မြင့်တာကယူနာအယောင်တို့ပေါက်ဆက်ပြီးပြုံးချုံတွေကစိတ်တဘောထအလောကောင်းမှုတို့သူဖြစ်ကြောင်းသိတာလေအဖိုးကအခက်စပွဲထိတ်တွေဝင်ထိုင်လိုက်ပြီးကိုထွန်းမြိုင်ဒါကျုပ်ပဲလေအခုဖြန်ခဲ့တဲ့ပတိစိတ်ပြီလို့ထွက်လာတာပါကိုတောင်းလိုက်ရမိတ်ဆက်ပေးတယ်ထို့ကအဖိုးကထောမြိုင်နဲ့စင်အောင်တို့တလဲစီ